ဒီနေ့ပါဆိုလာပြင်းနေလေးမှာစွန်ကတ်ချင်တာနဲ့တဲတို့ရောက်မှညဆော့ဆော့လေးထားပြီးတော့ပြင်ဆင်နေပါတော့။ဖျားပန်းလဲတာတွေပါရတော့တဲတို့မနေ့တည်းကတရက်ကြိုပြီးတော့အကုန်လှုပ်ထားလိုက်တယ်။နော်ဟိုလိုမျိုးကြီးတော့မနှွမ်းသေးဘူး။ဟုတ်တယ်စိမ့်စိမ့်လေးဖြစ်။လာပြင်းနေမို့တာလဲချင်လို့။ဟုတ်တယ်လာပြင်းနေအဆုံးတာ။နော်မဆူအမရှိဘယ်လောက်ချိုးထားလဲရအမဟာနဲ့တိုင်းလိုက်တိုင်းကအပေါ်မှာ weight ရှိရောလေဟိုခရမ်းနှစ်ခတ်ထဲလားအဆိုငါးခတ်ဒီမှာကြည့်ဟိုတမျက်စိလဲရတော့မယ်ဒီတော့ရတယ်တော့ဒီဘက်ထည့်ရတယ်အောက်မှာပေပွားနေတယ်မိန်းကလေးနှစ်ယောက်တည်းလှုပ်ထားပြီအဲဒါတော့လေစရထည့်လိုက်မယ်တစ်ခတ်ပဲလားနှစ်ခတ်တစ်ခတ်ပဲထည့်တယ်မဖြူထည့်အောင်ပါမန်တလေးကျိုးနေတဲတို့ရီလာပြင်းနေမှာဆိုလို့ရှိရင်စွန်ကတ်တဲ့ကိစ္စတွေနဲ့ပြခတ်သွားမှာဆိုလို့မနေ့ကတရက်ကြိုပြီးလှုပ်လိုက်တော့ပိုဆင်ပြီးသွားတာပေါ့နော်ဒါတော့ဒီနေ့လာပြင်းနေမှာမနက်မိုးလင်းတာနဲ့တဲ့အခန်းမှာရောပြီးတော့အိမ်ရောက်ထက်ကအခန်းမှာရောမဟာသမယသုံးတဲ့ဒီတရားတွေဖွင့်နေပေါ့နော်ဟုတ်ဟိုကြောင့်လူကြီးလည်းမအောင်တဲတို့ပဲခြံခဲ့ပြီးတော့ရွှေခက်လေးရလည်းဖျားနေကုန်းသီးလေးတွေကတတ်တတ်ယူလာလိုက်ရမှာမှေ့ပါအဲ့လိုလို့အဲ့ဆိုအဲ့လာရတယ်ရတယ်ပါတယ်ရှုပ်တယ်သူကအေးဟုတ်တယ်ရအဲ့လိုလို့ဆိုရအဲ့တော့ပါသေးရဲ့အလေမာရအနီအောင်လေးပြန်ထည့်မှာပါဒီဟိုကတက်ကြည့်လိုက်မှတစ်ချက်မှတ်တယ်ပတ်စစ်လိုက်ရောင်ပြီးတော့ဓာတ်ရုပ်လေးပါစတဲ့ block ဆိုပြီးရလိုက်ပြီးတော့တဲရီဓာတ်မောင်းမရောက်ခင်ပေါ့နော်အချိုပွဲလေးကိုအရင်ဆုံးပြင်ဆင်နေရအခွာတော့ချိုပွဲဝိုင်းလေးအတွက်အကောင်လုံးပြင်ဆင်ပြီးသွားပြီဆိုတော့ coffee ဖြော်ဖို့ပဲကြံတော့ရေပေါ့နော်လာပြီထင်တယ်ဟယ်လိုဟုတ်ကဲ့လာပြီနော်ဟုတ်ဤရန်ဒီသံဃေတနာပတိအမဟေးရင်ထည့်လိုက်မှာတဲရီဒါမှမပေါက်ထည့်လိုက်မှာနော်ကအမအခုလေးလေးလာဟုတ်တယ်ပြည့်တော်ရကောင်းလေးရမ်းတော်နေပြီကောင်းလေးရမ်းတော်နေပြီဟိုဘက်မှာကော်ဖီတောင်းဝင်ကြပါတယ်ဟိုဘက်ကတယောက်ကတော့အရင်ဆိုတော့ဒါအမေတို့လုပ်တဲ့ဟာမှာနှမ်းဖြူရတာပေါ့နော်ကိုကတော့အမေတို့ကကိုရိုနီယာကိုအိမ်တော့အပ်ထားဆိုတော့ဟုတ်တယ်ဟိုအိမ်ပြောင်းတော့လည်း2ယောက်တည်းပဲအစဆုံးအကုန်လို့ပြီးတော့မှအမေတို့အခြေကြပြီးအကုန်လုံးတအိမ်လုံးရှင်းပြီးပြီဆိုတော့မှခေါ်တေးတယ်မှာငါပြီးတော့ဘာညာကုန်ဖောက်ထည့်လိုက်မှဒီလိုကြွကြွကြီးနဲ့မကတ်ချင်လို့ကြွကြီးနဲ့မထားချင်လို့ဒါမျိုးလေးလုပ်လိုက်တယ်အမှန်တော့ဇုံးခင်းနေတာစီလိုက်တော့နော်နေရဒီအဲ့မှာရှိထည့်အောင်ချင်းလူချင်းလို့ဆိုပြီးတော့တင်ငန်းချင်းတောင်းဝယ်တာပေါ့နော်ဒီဆေးချင်းလေးလည်းဝယ်လာခဲ့အသက်ကြီးရဲ့သူတရားကိုလူမယ်ပေါ့နော်ဒီကတော့ဒီနေ့လာပြင်းနေ့လေးမှာလူချင်တာလေးလှုပ်ချင်တာလေးတွေကိုချောင်းမနဲ့နေအောင်တူတူလှုပ်ဖြစ်တာလေးပေါ့နော်ဒီနေ့ကတော့ဖေတို့မေတို့မအားပဲနဲ့မော်ဘီရောက်နေရဆိုတော့တဲတို့ကပဲဦးစီးဦးဆောင်ပြီးတော့လှုပ်ပြရတယ်ပေါ့နော်တရားလေးနေနဲ့ဒီ vlog လေးကိုတင်လိုက်တာပါအားလုံးပဲကျေးဇူးတင်ပါတယ်ရှင်